ပြင်မှာပစ္စည်းဝယ်ယူရေးအလုံးနဲ့3နှစ်တိုင်လှည့်လည်သွားလာခဲ့ပြီးနောက်လူဖြစ်သူဟာမိမိရဲ့လှုပ်အားခချွေးနှင်းစာငွေ8000ကိုပိုက်ပြီးဇာတိရဲ့ရွာကိုဂုံရှိပြန်ခြင်းနဲ့စိတ်ပေါ်လာခဲ့တယ်။ဒါပေမဲ့ချက်ချင်းဆိုသလိုပဲသူ့စိတ်ထဲမှာတန်တရားတစ်ခုဝင်လာမိတယ်။ငါရဲ့ချုံမောလှပတဲ့မိန်းမဟာဒီလောက်တောင်ကြားလာတဲ့အချိန်တော့အတွင်းအိမ်မှာတယောက်တည်းအထီးကျန်နေခဲ့တာငါအပေါ်စိတ်များပြောင်းသွားပြီလားဆိုတာပါပဲ။သူဟာတွေးလေလေစိတ်မအေးလေဖြစ်လာတာကြောင့်နောက်ဆုံးမှာတော့စိတ်ကိုတင်းလိုက်ပြီးအဲ့ဒီငွေတွေကိုရွာဟောင်းကစွန့်ပစ်ထားတဲ့အုပ်ဖို့အကြောင်းထဲမှာအသေးအချာဝတ်ထားလိုက်ပါတယ်ပြီးနောက်မိဖို့ပြားတွေကိုလက်တဆုပ်စာယူပြီးမျက်နှာတစ်ခုလုံးပေးပွားနေအောင်လူလိုက်တဲ့ကောက်ရထားတဲ့အလုသမားဝတ်စုံအစုံနဲ့ဖက်နှက်အစုပ်တွေကိုလည်းဝတ်လိုက်သေးတယ်တမင်တကာကြောကိုကုန်းပြီးထမင်းတနက်တောင်မစားရတဲ့လေးလွင့်သူတယောက်အသွင်ဖန်တီးလို့မိမိအိမ်တကားရှိကိုတရွေ့ရွေ့ရှောက်လန်းလာခဲ့ပါတော့တယ်ထောက်သူကတစ်သားတကားကိုခပ်ဖောက်ခွာလေးခောက်လိုက်တယ်တကားပွင့်လာတာနဲ့ဇနီးဖြစ်သူရှုလန်ခေါင်းပြူကြည့်လိုက်မိပြီးရှေ့မှာမြင်နေရတဲ့ညစ်ပတ်ပေရေးပြီးပိန်လီနေတဲ့လေးလွင့်သူကိုတွေ့တော့ခဏတာမင်းသက်သွားတယ်ဒါပေမဲ့သူမရဲ့မျက်ဝန်းထဲမှာယွန်ရှာတဲ့အရေးရောင်စိုးစင်းများမရှိပဲတနာကယူနာတွေသာပြည့်ရှံသွားပြီးရာသီဥတုကဒီလောက်အေးနေတာမြန်အိမ်ထဲဝင်ပြီးအနှွေးတက်ယူပါဦးအေးပတ်ကုန်ပါဦးမယ်လို့ပြောဆိုနဲ့လှမ်းပြီးတွဲကူလိုက်ပါတယ်လူဖြစ်သူကလည်းအတန်ကိုတမင်တကာတုံရင်ကြမ်းရှာဖြစ်အောင်လုပ်ပြီးတနာဆက်ပွဲဟန်ဆောင်လိုက်တယ်အမကြီးကျွန်တော်အဝေးကလာတာပါအလုရှာတာလည်းမရဘူးဘိုက်ကလည်းစာလုံးလို့လမ်းတော့မလျှောက်နိုင်တော့လို့ပါစားကျွန်းစားကြံလေးရှိရင်တလုတ်လောက်ကျွေးလို့ရမလားခင်ဗျာရှုလန်ဟာသူ့ကိုခြံထဲကကြောက်ခုန်တန်းလေးစီအလင်းအမြန်တွဲပို့ပေးပြီးနောက်ရေနွေးတစ်ခွက်အပြေးလွှားသွားခတ်ပေးပါတယ်ပြီးတော့မိဖို့ကြောင့်လည်းခဏဝင်သွားပြီးမကြခင်မှာပဲပူနွေးဆန်ပြုတ်တပံကန်တခွားသီးချင်တပွဲနဲ့ခွတင်တင်ကမှပေါင်းထားတဲ့မုံလုံးဖြူကြီးနှလုံးကိုထွက်ယူလာခဲ့ပါတယ်အိမ်မှာဟင်းကောင်းဟင်းလျာတိတ်မရှိလို့ပါအေးမသွားခင်ဒါလေးနဲ့အရင်ဘိုက်ဖြည့်ထားလိုက်ပါအောင်လို့ရှုလန်ကပြောပြီးတာနဲ့ဘေးမှာဝင်ထိုင်ပြီးဖက်နှက်ဘွားကိုအချုပ်နေပါတယ်သူမရဲ့လက်မှုပညာကမြန်ဆန်ပြီးတည်ငြိမ်လုံးတလို့တစ်ချက်ကလေးတောင်စိတ်မရှိတဲ့အရေးရောင်မပြပါဘူးဒါပေမဲ့ပကံကိုကင်ထားတဲ့အမျိုးသားရဲ့စိတ်ထဲမှာတော့နှွေးထွေးမှုတစ်စက်မှမရှိပဲတန်တရားတွေသာတိုးပွားနေမိတယ်သူကလူစိမ်းတစ်ယောက်ပေါ်တောင်ဒီလောက်ကောင်းနေတာဟန်ဆောင်နေတာများလားကွဲရမှာဆိုရင်ဘယ်လောက်တောင်အချင်းပြတ်နေမလဲမသိဘူးလို့ပေါ့စားနေရင်နဲ့သူကစမ်းသက်ဖို့အတွက်တမင်တကာလက်ကိုတုံပြလိုက်တော့ခွန်းဆိုတဲ့အတန်နဲ့အတူစံပြုတ်ပကံဟာမြေပြင်ပေါ်ကျကွဲသွားပါတော့တဲ့စံပြုတ်တွေမြေပေါ်ဖိတ်စင်ကုန်တယ်လို့ပကံကွဲစတွေလည်းဟိုဒီလွင့်စင်သွားပါတယ်သူဟာခေါင်းငုံထားရင်ရှုလန်ကဒေါသတကြီးဆဲဆူလာမှကိုစောင့်နေမိတယ်ဒါပေမဲ့ရှုလန်ကတော့အလင်းအမြန်ထလာပြီးချိုသားတဲ့အတန်နဲ့ရပါတယ်ကိစ္စမရှိဘူးစံပြုတ်တပန်းကန်တဲ့ဟာကိုကျမနောက်တစ်ပကံထက်ခတ်ပေးမယ်လေလို့နှစ်သိမ့်ပေးပါတယ်သူမဟာမြေပြင်မှာစောင့်ကြောက်ထိုင်ပြီးပကံကွဲစတွေကိုတိတ်တဆိတ်ကောက်သိမ်းပေးတယ်ညှဉ်းညူတန်တစ်ချက်တောင်မထွက်ပါဘူးနောက်ထပ်စံပြုတ်ပကံအသေးရောက်လာတဲ့အခါမှာတော့အမျိုးသားရဲ့ရင်ထဲမှာဒိတ်ကနေဖြစ်သွားပါတယ်သူကထပ်ပြီးဆန်းဆက်တဲ့အနေနဲ့အမကြီးအိမ်မှာတယောက်တည်းပဲလားအမကြီးရဲ့ယောက်ျားကောလို့မေးလိုက်ပါတယ်ရှုလန်ရဲ့လက်ထဲကအနဲ့ချီမြင်ဟာခဏတာတုန်းကနေဖြစ်သွားပြီးတပြင်းတဲ့ချလိုက်ပါတယ်သူမရဲ့မျက်ဝန်းအိမ်မှာလွမ်းဆွမှုတွေပြည့်ရှံသွားရင်သူ့အပြင်မှာအလုတ်သွားလောက်တာ3နှစ်ရှိပြီးဘာသတင်းမှလည်းမကြားရဘူးဒါပေမဲ့သူအသက်ရှင်လျက်ရှိနေအောင်မယ်လို့ကျမယုံကြည်တယ်လို့ပြောရှာပါတယ်ဒါကြောင့်ကျမကတော့အိမ်မှာပဲသူ့ကိုစောင့်နေမှာပါအမျိုးသားကတော့စိတ်မလျှော့သေးပဲမီးလောင်ရလေးပင်းတဲ့သဘောနဲ့ထပ်ပြီးစမ်းတက်လိုက်ပြန်တယ်အမကြီးကဒီလောက်တောင်ရုပ်ရည်ချုံမောတာကိုပင်ပန်းအောင်မလုပ်ပါနဲ့တော့တခြားလူတယောက်နဲ့ထပ်ပြီးအိမ်အောင်ပြုလိုက်ရင်ဘဝကပိုပြီးတက်တာရှိသွားမှာပေါ့ဒီစကားကိုကြားလိုက်ရတဲ့အခါရှုလန်ရဲ့မျက်နှာဟာချက်ချင်းဆိုသလိုပြောင်းလဲသွားပါတယ်သူမဟာလက်ထဲကအချုပ်ပစ္စည်းတွေကိုချလိုက်ပြီးပြတ်သားခိုင်မာတဲ့လေတံနဲ့အကိုကြီးအဲ့ဒီလိုရှောက်မပြောပါနဲ့လင်မယားဆိုတာတစ္ဆာရှိရတယ်ကျမဟာအသက်ရှင်နေရင်လည်းသူ့လူပဲတည်သွားရင်တောင်သူ့တည်းရဲ့ပဲဖြစ်ရမယ်ဒီဘဝမှာတော့သူ့တယောက်တည်းကိုပဲစောင့်နေမှာပါလို့တုံ့ပြန်လိုက်ပါတယ်ဒီတော့မှပဲအမျိုးသားရဲ့စိတ်ထဲကတန်တရားတွေဟာအတော်လေးလွင့်စင်သွားပါတယ်ဒါပေမဲ့သူဘာမှဆက်မတွေးနိုင်ခင်မှာပဲခြံတကားအပြင်ဘက်ကနေစေးရီတိုင်းထွာတန်တွေနဲ့အတူဟစ်အော်တန်တစ်ခုကြားလိုက်ရတဲ့ရှုလန်တကားဖွင့်ဆန်းအကိုကြီးမင်းအတွက်စားစရာကောင်းတွေယူလာတဲ့ဟိတ်ရှုလန်ရဲ့မျက်နှာဟာချက်ချင်းဆိုသလိုဖြူလျော်သွားပြီးတကိုယ်လုံးတုံရင်လာပါတယ်သူမဟာအမျိုးသားကိုအတင်းတွန်းဖယ်ရင်းအမြန်သွားချောင်ထဲမှာပုံနေပါဘာတန်မှမထွက်နဲ့ဦးဒါရွာတွေကလူမိုက်ဝန်ချမ်းပဲသူကျမကိုနေတိုင်းလာနှောက်ယှက်နေတာတင့်ကိုမြင်သွားရင်ရိုက်နှက်မှာတေချာတယ်လို့အသေးအတန်ပြောရှာပါတယ်အမျိုးသားမလှုပ်ရှားရသေးခင်မှာပဲဝန်ချမ်းကတကားကိုကန့်ဖွင့်ပြီးအိမ်ထဲကိုကြမ်းတမ်းဝင်လာပါတော့တယ်ကြောက်စားပွဲဘေးကလေလွင့်သူကိုမြင်လိုက်ရတဲ့အခါဝန်ချမ်းရဲ့မျက်လုံးတွေကပြူးထွက်သွားပြီးဘဲကသူတောင်းစားမှုလို့ငါမိမအိမ်မှာထမင်းလာစားနေတာလဲလို့အော်ဟစ်လိုက်ပါတယ်သူကလမ်းသွားလမ်းလာခီးတဲ့ပါရှင်နဲ့ဘာမှမဆိုင်ဘူးလို့ရှုလန်ကအမျိုးသားရဲ့ရှေ့ကနေမမတ်ကာကွယ်ပေးလိုက်ပါတယ်ဝန်ချမ်းကနှာခေါင်းရှုံပြီးရေမောလိုက်ရင်ရှုလန်ကိုအတင်းဆွဲခေါ်ဖို့ကြိုးစားပြန်တယ်မင်းယောက်ျားကအပြင်မှာတည်နေတာကြာလာပြီးငါနောက်သာလိုက်ခဲ့စမ်းပါမင်းကိုနေတိုင်းစားကောင်းတောက်ဖွယ်တွေဝယ်ကျွေးမယ်အိမ်မှာတယောက်တည်းအထီးကျန်နေတာထက်မတာဘူးလားလွတ်ဆန်းကျမရှင်နဲ့မလိုက်ဘူးရှုလန်ကအသေးအတန်ရုန်းကန်တဲ့အခါမှာတော့ဝန်ချမ်းကဒေါသတကြီးနဲ့သူမရဲ့ပါးကိုရိုက်ဖို့လက်ရွယ်လိုက်ပါတော့တယ်အဲ့ဒီချိန်မှာတော့အမျိုးသားဟာဆက်ပြီးဟန်ဆောင်မနေနိုင်တော့ပါဘူးသူဟာချက်ချင်းမတက်ရက်လိုက်ပြီးဝန်ချမ်းရဲ့လက်ကောက်ဝတ်ကိုအရှိန်နဲ့ဖမ်းချုပ်လိုက်ပါတော့တယ်အမျိုးသားရဲ့လက်စုပ်လက်ကင်ခိုင်မာမှုကြောင့်ဝန်ချမ်းတယောက်နာကျင်လွန်းလို့မျက်နှာကြီးရှုံးမဲ့သွားရပါတယ်အမျိုးသားရဲ့မျက်ဝန်းတွေကစောကလေလွင့်သူတယောက်လိုမဟုတ်တော့ပဲဆူရှာထက်မြက်နေပြီးမင်းမအဆက်ဆိုတာရှိသေးရဲ့လားနေကင်းကြောင်တောင်ကြီးမိမသားတယောက်ကိုအနိုင်ကျင့်နေတာမရှက်ဘူးလားလို့ပြက်ပြက်တသားဟောက်လိုက်ပါတယ်
ဝန်ချမ်းဟာအတော်ကြာအောင်ရုန်းကန်ပေမဲ့မရတဲ့အဆုံးမင်းဆောင်နေလိုက်လူခေါ်ပြီးမင်းကိုအတိတ်တက်ခိုင်းမယ်လို့ကြုံသွားပြီးအမိကုတ်ကထွက်ပြေးသွားပါတော့တယ်ရှုလန်ကတော့ကြောက်လန့်တုန်ရင်နေပြီးမျက်ဝန်းတွေနီရဲလျက်ကျေးဇူးတင်ပါတယ်အကိုကြီးရဲ့ကျမကိုကယ်ပေးလို့ဒါပေမဲ့သူလူတွေခေါ်ပြီးလက်စားချေဖို့ပြန်လာမှတေချာတယ်လို့စိုးရင်တကြီးပြောရှာပါတယ်ဒါကိုကြားတော့အမျိုးသားကပြုံးလိုက်ပြီးထင်းတိုက်ထဲကိုဝင်သွားပါတယ်ပြီးနောက်တစ်ပတ်တစ်ထဲနဲ့မျက်နှာကပြားတွေကိုအကုန်ပြောင်းအောင်တုပ်လိုက်တဲ့စုပ်ပြက်နေတဲ့အလုသမားဝတ်စုံကိုချွတ်လိုက်တဲ့အခါအတွင်းကတန်ရှင်းတဲ့အဝတ်စားတွေပေါ်လာပါတယ်သူဇနီးဖြစ်သူဘက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ရှုလန်တယောက်မြင့်တက်ပြီးစက္ကန့်30လောက်ကြောင်းကြည့်နေမိပါတယ်ပြီးမှပါဇက်ကိုလက်နဲ့အုပ်ပြီးမျက်ရည်တွေတားမရအောင်ကျလာပါတော့တယ်အိမ်အောင်ဦးစီးရှင်ပဲရှင်တကယ်ပြန်လာပြီပေါ့အမျိုးသားကဇနီးဖြစ်သူကိုရင်ခွင်ထဲဆွဲပွေထားလိုက်ပြီးနောင်နာတရားတွေနဲ့တောင်းပန်ပါတယ်မိမယာငါမင်းကိုလေလွင့်သူလိုဟန်ဆောင်ပြီးမဆန်းသက်တင်ခဲ့ဘူးငါတကယ်ကိုလူမဆန်တဲ့အလုပ်လုပ်မိတာပါလို့ဆိုကငွေတွေဝက်ပြီးစမ်းသက်ခဲ့တဲ့အကြောင်းအကုန်ဖွင့်ပြောလိုက်ပါတယ်ဇနီးဖြစ်သူကစိတ်ဆိုးမယ်လို့ထင်ထားပေမဲ့ရှိုလန်ကတော့မျက်ရည်တွေကိုတုံရင်းညင်းသားစွာပြောရှာတယ်ရှင်ဝေးမှာအလုပ်လုပ်ရတာမလွယ်ဘူးဆိုတာကျမသိပါတယ်ကျမကိုစိတ်မချတာကိုလည်းနားလည်ပါတယ်ဒါပေမဲ့လင်မယားချင်းဘဝကိုဖျက်ဆီးတဲ့အခါမှာယုံကြည်မှုကအဓိကပါအခုလိုစမ်းသက်တာမျိုးမလုပ်သင့်ဘူးလေအမျိုးသားဟာရှက်လွန်းလို့ခေါင်းမဖော်နိုင်တော့ပဲချက်ချင်းပဲအုပ်ဖို့စီသွားပြီးဝက်ထားတဲ့ငွေ8000ကိုထုတ်ယူလိုက်ပါတယ်အိမ်သစ်ဆောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးဇနီးဖြစ်သူနားမှာပဲအမြဲတမ်းနေထိုင်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ထင်ထားတဲ့အတိုင်းပါပဲမကြခင်မှာပဲဝန်ချမ်းဟာလူမိုက်တတိုက်ကိုစုယုံပြီးအိမ်ရှိအထိရောက်လာပါတော့တယ်ဒါပေမဲ့သူတို့ခြံဝင်းတကားဝကိုရောက်ချင်းမှာပဲမြင်လိုက်ရတဲ့မြင်ကွင်းကြောင်းစွန့်သွားကြရတဲ့အိမ်ရှိမှာအမျိုးသားဟာအတင်းဆောင်နေပြီးသူ့ရဲ့နောက်မှာတော့ရွာထဲကတမထွားချိုင်းတဲ့လူငယ်9ယောက်10ယောက်ခန့်ကဒေါသတကြီးနဲ့မမမမရက်နေကြတာကိုဝန်ချမ်းတယောက်ကြောက်လန့်တကြားနဲ့ချက်ချင်းပဲလှည့်ပြေးပါတော့တယ်အဲ့ဒီနေ့ကစပြီးသူဟာဒီအိမ်ဝင်းသားကိုခြေဦးတောင်မလဲရဲတော့ပါဘူးနောက်ပိုင်းမှာတော့အမျိုးသားနဲ့ရှိုလန်တို့ဟာကုံစုံဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးရိုးရိုးသားသားနဲ့စီးပွားရှာကြတာကြောင့်သူတို့ရဲ့ဘဝဟာတစ်နေ့ထက်တစ်နေ့ပိုမိုဆိုးပြေးလာပါတော့တယ်အမျိုးသားဟာလူကြုံတိုင်းကိုအမြဲတမ်းတတိပေးစကားပြောလေးရှိပါတယ်ကိုယ့်ရဲ့အဖုံမုံကိုဘယ်တော့မှမစမ်းသက်ပါနဲ့တစ်ဖက်လူရဲ့စိတ်ကိုနာကျင်အောင်လုပ်မိရင်ဘလောက်ပဲငွေတွေပုံပေးပြန်ဝယ်လို့မရနိုင်တော့ဘူးလင်မယားကြားမှာယုံကြည်မှုဆိုတာဘာထက်မဆိုအရေးကြီးဆုံးပဲဒီစကားဟာတရွာလုံးကိုပြန့်နှံ့သွားပြီးတစ်သက်လုံးလက်တွဲဖော်ဖြစ်ပေါင်းတင်နေထိုင်ခြင်းဆိုတာတန်တရားတွေအပေါ်မှာတိဆောက်တာမဟုတ်ပဲစစ်မှန်တဲ့စိတ်ရင်းစေတနာနဲ့ယုံကြည်မှုအပေါ်မှာပဲတိဆောက်ရတာဖြစ်ကြောင်းလူတိုင်းနားလည်သွားကြပါတော့တယ်